ဒီလူဟာသူ့ခြေထောက်တွေကိုစက်ပြာနဲ့တုပ်လိမ့်ပြီးကလေးထိုင်ခုံထဲကိုညှစ်ဝင်ခဲ့ပါတယ်အမှန်တော့သူ့တငယ်ချင်းတွေစီကဒေါ်လာ100အနိုင်ယူဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မကြခင်မှာပဲသူဟာညက်မိနေပြီဆိုတာသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီအခါသူ့တငယ်ချင်းတွေကလည်းသူ့ကိုစွန့်ပစ်ထားခဲ့ကြပြီးညအချိန်တစ်လျှောက်လုံးပန်းချံထဲမှာတယောက်တည်းခြံထားခဲ့ကြပါတယ်ဒီလိုနဲ့နာရီ9နာရီတီတီသူကအကူအညီတောင်းပြီးအော်ဟစ်နေခဲ့ပေမဲ့လည်းဘယ်သူမှမလာခဲ့ပါဘူးနောက်တနေ့မနေ့ရောက်မှပဲပန်းချံအဆောင်တယောက်ကသူ့ကိုတွေ့ရှိသွားတဲ့အခါမှာအဲ့ဒီအဆောင်က911ကိုခေါ်လိုက်ခဲ့ပါတယ်အဲ့ဒီအခါကယ်ဆယ်ရေးသမားတွေကတန်ကြိုးတွေကနေထိုင်ကုန်ကိုဖျက်ထုတ်ပစ်လိုက်ပြီးသူ့ကိုဆေးရုံကိုပို့လိုက်ကြပါတယ်အဲ့ဒီမှာဆရာဝန်တွေကတော့လွှတ်နဲ့ထိုင်ကုန်ကိုဖျက်တောက်ပြရင်သူ့ကိုလွတ်မြောက်အောင်လုပ်ပေးခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ခြေထောက်တွေကတော့ရောင်ရမ်းသွားခဲ့ရပါတယ်သူတို့ဟာအာတိတ်သမုဒ္ဒရာထဲကိုရွက်လွင်ဝင်ရောက်လာစဉ်ရေခဲတွေကတင်မောပတ်လည်ကိုချက်ချင်းပိတ်မိသွားခဲ့တာကြောင့်သူတို့ရဲ့တင်မောတွေဟာရေခဲတုကြီးအတွင်းမှာပိတ်မိသွားခဲ့ရပါတယ်တင်မောတစ်စီးစီးမှာလည်းလူပေါင်း129ယောက်အတွက်နှစ်နဲ့ချီပြီးစားသုံးနိုင်မှုအစားအစာတွေအပြည့်အဝတင်ဆောင်ထားခဲ့ပါတယ်ပြီးရင်သူတို့ကနွေရာသီရောက်ရင်ရေခဲတွေအရေးပြောမယ်လို့လည်းမျှော်လင့်ထားခဲ့ကြပါတယ်ဒါပေမဲ့နှစ်နီးပါးကြာတဲ့အထိရေခဲတုကြီးဟာမပျက်စီးခဲ့ပါဘူးဒါကြောင့်သူတို့ဟာရေခဲပြင်ပေါ်ကနေတဆင့်အိမ်ပြန်ဖို့ခြေချင်းခီးနှင်ခဲ့ကြပါတယ်ဒါပေမဲ့အနည်းဆုံးမြို့တစ်မြို့ကနေမိုင်ယာချီပြီးဝေးကွာနေစေအချိန်မှာပဲသူတို့အားလုံးဟာအသက်ဆုံးရှုံးခဲ့ရပါတယ်ဒီလိုနဲ့ရာစုနှစ်တစ်ခုကျော်ကြာမှာတော့လူသူကင်းမဲ့နေတဲ့တင်မောပြက်တွေကိုနောက်ဆုံးမှာတွေ့ရှိခဲ့ရပါတယ်တင်မောအတွင်းမှာတော့ဓာတ်ရချက်တွေပါရှိတဲ့လူသားရိုးတွေကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအခါသူတို့ဟာရေခဲခဲလို့အေးမိတေဆုံးယုံတာမကခဲ့ပဲသူတို့တွေကတချို့ကိုစားသုံးရင်းတေဆုံးခဲ့ကြတယ်လို့သိခဲ့ရပါတယ်